အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက္ခဏာကတော့စိတ်စေတနာကံနဲ့အောင်မြင်အစဉ်ပြေမဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်အောင်မြင်အစဉ်ပြေဖို့အတွက်ကလည်းမိမိရဲ့စိတ်စေတနာကလည်းကောင်းနေဖို့လိုပါတယ်ဒါမှပဲတိုးတက်ပြီးတော့အကျိုးကောင်းတွေရမှာဖြစ်ပါတယ်သူရဲ့လက်ဝါးပြင်ရဲ့ကြာသာပတိဂျူခိုအောက်မှာအစိမ်းအောင်နဲ့ပြထားတဲ့မြင်းလန်းတွေများများကြီးပါနေပါတယ်ဒါကြောင့်သူဟာစိတ်စေတနာအရန်ကောင်းသူဖြစ်ပါတယ်စိတ်ထားမုံမြတ်တက်တဲ့သူဖြစ်ပါတယ်တပားသူပေါ်သနာကျင်တာတက်တယ်စိတ်ထားလှတက်တဲ့သူဖြစ်ပါတယ်မိမိရဲ့စေတနာကံကြောင့်ဒုက္ခမကြုံရပါဘူး။ကူညီသူပေါ်များမယ်။တပားသူကိုကူညီတတ်တဲ့သူလည်းဖြစ်ပါတယ်။သူရဲ့လက်သက်ကြွအောက်တနင်္ဂနွေဂျူခုံအောက်မှာအောင်မြင်လန်းပါနေပါတယ်။အောင်မြင်လန်းကထင်ရှားကောင်းမွန်ပါတယ်။ဒါကြောင့်သူဟာဘဝမှာအောင်မြင်မှုကံကောင်းတဲ့သူပါ။မိမိလုပ်သမျှအောင်မြင်အစဉ်ပြေမှုတွေရရှိမယ်။အကျိုးပေးမှုတွေကောင်းစွာရရှိနိုင်တဲ့သူဖြစ်ပါတယ်။အများနဲ့ကြားမှာထင်ပေါ်လိမ့်မယ်။လူပိုသိနိုင်ပါလိမ့်မယ်။အောင်မြင်မှုတွေကိုစူးစမ်းရှာဖွေနေတတ်တဲ့သူဖြစ်ပါတယ်အလောက်ကန်စီးပွားရေးတွေတိုးတက်ဖြစ်ထွန်းမယ်နောက်တစ်ခုကတော့ညံလန်းချောင်းကအခွဲပဲဖြစ်ပါတယ်သူရဲ့ညံလန်းချောင်းဟာအခွဲခွပါနေပါတယ်ဒါကြောင့်သူဟာကိုယ်ပိုင်စီးပွားရေးနဲ့အကျိုးပေးမြန်လိုက်မယ်တိုးတက်မှုတွေတည်တာစွာကောင်းမွန်လိုက်မယ်အလောက်စီးပွားအဓိကလောက်ကန်မယ်ဆိုရင်အမြန်ဆုံးအောင်မြင်လာမယ်ကိုယ်ပိုင်အလောက်အမျိုးအစားပဲအကျိုးပေးတယ်လို့ပြနေပါတယ်ငွေကြေးကံတင်တင်မြတ်တာမှုရှိတာကိုပြနေပါတယ်ဝန်ထမ်းဖြစ်တယ်ဆိုရင်တော့အလောက်နေရာမြင့်မာမယ်ယာဒုယာကံကောင်းစွာရရှိမယ်မိမိရဲ့စိတ်စေတနာကောင်းမှုကြောင့်အောင်မြင်အစဉ်ပြေပါလိမ့်မယ်ဘဝမှာကိုယ်ပိုင်လုံးအကျိုးပေးမြန်ပါတယ်အောင်မြင်မှုကံပါတဲ့သူလို့ပြနေပါတယ်ငွေကြေးကံအလုပ်စီးပွားကံအောင်မြင်မယ်တည်တာတဲ့အစဉ်ပြေတိုးတက်မှုတွေကိုရရှိမယ်တပားသူအပေါ်မှာတနာကျင်တာတက်ပြီးကူညီပေးနိုင်တဲ့သူဖြစ်ပါတယ်ဒီလူမျိုးအနေနဲ့မိမိရဲ့ကိုယ်ပိုင်အလုပ်မျိုးကိုသာရွေးချယ်ပြီးအားပြုသင့်ပါတယ်နောက်တစ်ခုကတော့ပြည့်စုံမှုချမ်းသာကြွယ်ဝမှုနဲ့အိုဇာတာကံကောင်းတဲ့သူရဲ့လက္ခဏာပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးပြင်ပိုင်ရှင်ကဘဝမှာပြည့်စုံနိုင်သူဖြစ်ပါတယ်။အဆက်ဆက်ရအားလုံးအဆင်ပြေမယ်။သူရဲ့လက်ဝါးပြင်မှာဘာထူးခြားမှုတွေရှိနေမလဲ။သူရဲ့လက်ဝါးပြင်ရဲ့လက်ကလေးအောက်မှာအဝါရောင်နဲ့ပြထားတဲ့ကြာဖူးအမတ်သာပါရှိနေပါတယ်။ဒါကြောင့်သူဟာကံအထောက်ကူတည်တည်တသာရမယ်။အဆင်ပြေပြေနဲ့ဘဝမှာနေရမယ့်သူဖြစ်ပါတယ်။ရောင်းဝယ်ရေးဘက်မှာကံအကျိုးပြုမယ်။အသက်အလယ်ပိုင်းလောက်ထဲမှာကံကအကျိုးပြုမယ်။ငွေကြေးများပြားစွာဝင်ရောက်လာပါလိမ့်မယ်။နောက်တစ်ခုကတော့လက်မကစပါးစီဖြစ်ပါတယ်။လက်မမှာစပါးစီပါတဲ့အတွက်သူဟာငွေကြေးပိုင်းမှာအရန်ကောင်းတဲ့သူဖြစ်ပါတယ်။ငွေကြေးကံတည်တာစွာနဲ့အကျိုးပေးမယ်။မိသားစုအထောက်အကူရမယ်။အိမ်တော်ဘက်ကြောင့်စီးပွားပိုဖြစ်မယ်။ငွေအလုံးရင်းရမယ်။ချမ်းသာစွာနေရပြီးပြည့်စုံနိုင်ပါတယ်။နောက်တစ်ခုကတော့အသက်လန်အောက်ဆုံးကငါးရုပ်အကြီးကြီးဖြစ်ပါတယ်။သူရဲ့အသက်လန်အောက်ဆုံးမှာငါးအကြီးကြီးပါနေပါတယ်။ဒါကြောင့်သူဟာတော်တော်လေးကိုပြည့်စုံမဲ့သူပါချမ်းသာကြွယ်ဝမဲ့သူဖြစ်ပါတယ်ကောင်းမွန်တဲ့ကံရှိတဲ့သူလို့ပြနေပါတယ်ဘဝမှာငွေကြေးပြည့်စုံမယ်ဥစ္စာပစ္စည်းပေါ်များလိမ့်မယ်ပိုင်ဆိုင်ရရှိမှုတွေကောင်းလိမ့်မယ်သူရဲ့အိုဇာတာကံကလည်းတည်တာစွာကောင်းမယ်နောက်ပြီးသူရဲ့ကံလန်းကနေအပြာရောင်နဲ့ပြထားတဲ့အကိုင်းခက်တွေတိုးထွက်နေပါတယ်ကံလန်းကနေအကိုင်းခက်တွေထွက်နေတဲ့အတွက်ကြောင့်သူဟာရှယ်ယာလုပ်ငန်းတွေစက်တူအလုပ်တွေအကျိုးပေးမယ်ရင်းနှီးမြှုပ်နှံမှုတွေကနေအကျိုးများရနိုင်မယ်ပူတွဲအလုပ်တွေကနေအမျက်ငွေရမယ်ပိုင်ဆိုင်မှုတွေများပြားစွာရရှိပါလိမ့်မယ်ချမ်းချမ်းသာသာနေရပါမယ်အမတ်သားတွေအများပြားအားလုံးကောင်းတဲ့အမတ်သားတွေပါတဲ့အတွက်ကြောင့်သူ့ရဲ့အကျိုးကိုတော့ရရှိမယ်ဘဝမှာပြည့်စုံပြီးတော့ချမ်းသာမှုကိုရနိုင်ပါတယ်အစဉ်ပြေပြေနဲ့အိမ်ချမ်းမြေကားတွေရရှိမယ်ပိုင်ဆိုင်မှုတွေကောင်းပါတယ်ပိုင်ဆိုင်နိုင်မှုတွေကောင်းပါတယ်စတော့ရှယ်ယာအလုပ်တွေအကျိုးဖြစ်မယ်စီးပွားရေးကံကောင်းမွန်တိုးတက်လာမယ်ဘဝမှာအိုဇာတာကံအရန်ကောင်းမယ်ငါးရုပ်ပါတဲ့အတွက်ကြောင့်အသက်ရှည်မှုတွေကိုအားကောင်းစေပါတယ်ကံအကျိုးပေးကောင်းလိမ့်မယ်စက်တူလုပ်တွေအကျိုးပေးမယ်နောက်တစ်ခုကတော့နှလုံးလန်းချောင်းထိတ်က၄တောက်ကွက်လေးပဲဖြစ်ပါတယ်နှလုံးလန်းချောင်းထိတ်မှာဒီလို၄တောက်တုံလေးတစ်ခုဖြစ်နေခဲ့မယ်ဆိုရင်ဒါကကိုယ်ပဲနေရာရောက်ထူးထူးခြားခြားစမ်းပွင့်စေပြီးတော့လူအများကြားမှာထင်ပေါ်စေပါတယ်အဲ့ဒီ၄တောက်တုံနေရာမှာတချို့ကတွေးကံပုံလေးတွေဖြစ်နေတတ်ပါတယ်ဒီအချက်ကြောင့်လူအများရဲ့စိတ်ဝင်စားစောင့်ကြည့်မှုကိုခံရပြီးတော့မနာလိုမှုကိုလည်းတာမန်ထက်ခံရပါတယ်မနာလိုဝန်တိုးပြီးတော့အတိုက်ခိုက်ဘလောက်များပါစေကိုယ့်ရဲ့နာမည်ကမေးမိတ်သွားခြင်းမရှိပဲကိုယ့်ရဲ့ဘဝအခြေအနေကအတိုက်ခိုက်များလေပိုပြီးမြင့်မားလာတတ်ပါတယ်အချိန်တစ်ခုမှာကိုယ့်ရဲ့တန့်ရှင်းတဲ့စေတနာကြောင့်ရှင်ပြိုင်သူအားလုံးကလက်လျှော့သွားရပြီးခိုင်မာတဲ့အောင်မြင်မှုကိုအချိန်တူတူနဲ့ရရှိသွားတတ်ပါတယ်ယခုအခြေအနေမှာဒီလိုမျိုးတိုက်ခိုက်မှုတွေရှင်ပြိုင်မှုတွေကြုံနေရပြီးဆိုရင်အတိုက်ခိုက်များတဲ့ကိုစိတ်ထဲမကောင်းမဖြစ်ပါနဲ့အဓိကကိုယ့်ရဲ့ထင်ပေါ်မှုနဲ့နောက်ွယ်ကကောင်းတဲ့ကြော်စောမှုတွေကိုမနာလိုလို့တိုက်ခိုက်ကြခြင်းဖြစ်ပါတယ်ဒီခံပြီးတော့မေတ္တာနဲ့ပဲတုံ့ပြန်ပါ
ကိုနေထိုင်ရာပတ်ဝန်းကျင်မှာအရှိန်မှာကြီးမားတဲ့သူတယောက်ဖြစ်ဘဝကိုရပ်တည်ရပါလိမ့်မယ်နောက်တစ်ခုကတော့နှလုံးလမ်းကြောင်းအထက်ကဇေဒီပုံမှတ်သားလေးပဲဖြစ်ပါတယ်ဒီလိုပါလာခဲ့မယ်ဆိုရင်ရှီဟောင်းဖျားတွေကိုပြုပြင်ရတတ်ပြီးတော့ဓမ္မယုံကျောင်းဆောက်တဲ့နေရာတွေမှာအလူဒါနပြုလုပ်ရတတ်ပါတယ်နှလုံးလမ်းကြောင်းအထက်တနင်္ဂနွေကျူကုန်းနေရာမှာဇေဒီပုံနဲ့အစပြိုးထွက်လာပြီးတော့9ရုံနဲ့အဆုံးသတ်ထားမယ်ဆိုရင်အလူရည်ဆက်လက်နက်မကွာဆိုလိုပဲမကြာခဏအလူဒါနပြုလုပ်ရတတ်ပါတယ်ဇေဒီပုံအထင်ရှားပါတဲ့သူတွေဟာတရားဘာဝနာအားထုတ်လို့စိတ်ရှိပြီးလက်တွေ့လည်းတရားအားထုတ်တတ်ပါတယ်အဆောက်အအုံကောင်းနေလဲစောက်ရှောက်တက်လို့အစိုးကောင်းတစ်ခုခုဖြစ်တော့မယ်ဆိုရင်စိတ်ထက်ကအလိုလိုကြိုတိတယ်လို့မျိုးခံစားရတတ်ပါတယ်ငါးရုပ်ပုံနဲ့လည်းအဆုံးသတ်ထားတဲ့အတွက်ကြောင့်သူဟာတတ္တရာရွယ်မှာအိုဇာတာအထူးကောင်းမွန်တတ်ပါတယ်နောက်တစ်ခုကတော့ထမင်းနတ်မှန်အောင်စားရဖို့အတွက်လမ်းဘေးမှာတွေးသမျှဘီယာဘူးခွန်တွေအရက်ပလင်းခွန်တွေကိုကောက်ပြီးတော့ရောင်းချစားတောက်ရတဲ့လက်ဖြစ်ပါတယ်အခုတော့၄နှစ်ဆိုတဲ့အချိန်အတွင်းမှာလက်ပိုင်ရှင်ရဲ့ဘဝဟာပိုင်ဆိုင်မှု0ကနေအခုတော့ကြီးကြီးတက်မချမ်းသာပေမဲ့တစ်လကို350လောက်ဝင်ငွေရရှိပြီးမြို့တစ်မြို့ရဲ့မိန်လမ်းမဘေးမှာစလစ်မြေအိမ်ဝန်းတဝန်းပိုင်ဆိုင်ပြီးဖြစ်ပါတယ်နောက်ထပ်လည်းမြေထက်ဝယ်ဖို့အလုပ်တွေထပ်ချဲဖို့ရှိပါတယ်အခုလိုပြောင်းလဲတိုးတက်လာတာကတော့ချဲပေါက်လို့ထီပေါက်လို့မဟုတ်ပါဘူးရေနံမော်တစ်ခုရဲ့အဟောင်းပစ္စည်းတွေလမ်းဘေးကစွန့်ပစ်ထားတဲ့ဘီယာဘူးခွန်အရက်ပလင်းခွန်တွေကောက်ရင်ရောင်းရင်အရင်နီးလေးရလာတဲ့အခါမှာအဟောင်းပစ္စည်းတွေအယောင်းဝယ်လုပ်ပါတယ်ရေနံတွင်းပိုင်တွေရဲ့တနာငဲ့ညာမှုကိုရရှိပြီးမော်တဲကရှိသမျှအဟောင်းပစ္စည်းတွေဟာဒီလက်ပိုင်ရှင်စီမှာဈေးပေါ်နဲ့ရောင်းကြပါတယ်ကုသကံထူပြီးပြောင်းလဲလာတဲ့အမတ်သားတွေကိုလက္ခဏာပညာစုတောက်ကနေတင်ပြရမယ်ဆိုရင်နံပါတ်1ချက်အစိမ်းရောင်များပြထားတဲ့နေရာကကံလန်းကျောင်းဟာညံလန်းကျောင်းပေါ်ကနေနှစ်ကျောင်းပြိုင်ထွက်နေပါတယ်ဒါကြောင့်သူဟာအသက်39နှစ်လောက်ကနေကံကြမ္မာထူးထူးခြားခြားကောင်းတတ်ပါတယ်စီးပွားရေးတိုးတက်တတ်ပါတယ်အလုံးတစ်ခုလောက်ရတတ်ပါတယ်နံပါတ်2ချက်ကတော့အနီရောင်များပြထားတဲ့နေရာကအသက်လန်းကနေထွက်ပေါ်လာတဲ့ကံလန်းဖြစ်ပါတယ်ညံလန်းအောက်မှာကျုံးခံနေတဲ့အတွက်ကြောင့်အသက်39နှစ်မတိုင်မီမှာဘဝအခက်အခဲကြုံခဲ့ရပါတယ်နံပါတ်3ချက်ကတော့အဲ့ဒီကံလန်းကျောင်းကပဲညံလန်းပေါ်ကစပြီးလက်ခလျောက်စနေကျူခုံအထိရောက်နေပါတယ်ဒါကြောင့်သူဟာအသက်39နှစ်လောက်ကစပြီးတတိယအရွယ်အထိအောင်မြင်မှုရမယ်အလုပ်တစ်ခုကိုလုပ်မယ်လို့ဆုံးဖြတ်ပြီးရင်မဖြစ်မနေဒီဇိုင်းမမတ်လောက်ကင်တတ်ပါတယ်နံပါတ်4ချက်ကတော့အဝါရောင်များပြထားတဲ့နေရာကကျမ်းမာရေးလမ်းကြောင်းဖြစ်ပါတယ်ကျမ်းမာရေးလမ်းကြောင်းဟာကျွန်းတွေကြက်ချီခတ်တွေကင်းရှင်းပြီးတော့အဖြတ်တောင်းမရှိအလွန်ထင်ရှားကောင်းမွန်နေပါတယ်ဒါကြောင့်သူဟာဥပ္ပံအိမ်ပံရတတ်ပါတယ်ကိုယ်ပိုင်လုံနဲ့အောင်မြင်တတ်ပါတယ်နောက်တစ်ခုကတော့အောင်မြင်လမ်းကြောင်းကြောင်းပါပုံမှန်ပြထားတဲ့လောက်အပြင်ကအောင်မြင်လမ်းကြောင်းကိုကြည့်လိုက်ပါသူရဲ့ကံလမ်းကြောင်းကနေခွဲထွက်လာတဲ့အောင်မြင်လမ်းကြောင်းဟာတန့်ရှင်းကောင်းမွန်စွာနဲ့လက်တွေ့အောက်တက်တဲ့မှာထောင်တက်နေပါတယ်ဒါကြောင့်လက္ခဏာရှင်ဟာတစ်လကို350လောက်ဝင်ငွေရတတ်ပါတယ်ဒါပေမဲ့သူရဲ့အောင်မြင်လမ်းကြောင်းဟာအနှဲငယ်ကောက်ကွေးနေပါတယ်အောင်မြင်လမ်းကြောင်းဟာအခုလိုမျိုးအနှဲငယ်ကောင်းမနေဘဲနဲ့တစ်ဖြောက်တည်းထွက်ပေါ်နေမယ်ဆိုရင်တစ်လကို300ကနေ300လောက်ဝင်ငွေရတတ်ပါတယ်